ဟိုနေ့ကအိမ်မှာမနဲ့နိုးနိုးချင်းကြီးမမ surprise ရောက်လာတာသိကြရမလားချက်ပေါင်ဖက်နဲ့ညအိတ်ထားတဲ့စပတ်အင်ကြီးနဲ့ဖြစ်ပျက်နေတဲ့ကျမရဲ့ရုပ်ကိုကြည့်ကြပါဦးဆိုတော့အဲ့နေ့ကမမကဘာတွေလာပေးရလဲဆိုတာကိုဒီနေ့အားလုံးနဲ့တူတူ unbox လုပ်ကြပါမယ်ကဲမမက PR ပို့တဲ့ထဲမှာဒါကတော့မမခောက်ဆွဲတဖာပေါ့နော်ညီအစကဒီတဖာလုံးကိုခောက်ဆွဲတစ်မျိုးထဲလို့ထင်နေတာမဟုတ်ဘူးဒီမှာသူကခောက်ဆွဲ3 4 5မျိုးရောထားပေးတယ်ဆိုတော့ဘာတွေပါလဲကြည့်မယ်ဒါလေးကမမရဲ့အုံလုံးခောက်ဆွဲပါအော်ဒါလေးကနေကြိုက်တယ်မမရဲ့ OK spicy ပါဒါလေးကဆက်ဆက်ကလေးပေါ့နော်စားလို့ရန်ကောင်းနေတာဒါလေးကတော့မမရဲ့ပင်လယ်စာချင်ဆက်စီချက်တဲ့ပြီးတော့ဒါလေးကတော့စားနေကြဒါလေးလည်းအရင်ကြိုက်တယ်လုံးဝတော့ပူပူဆက်ဆက်ကလေးပေါ့နော် Korea spicy ပြီးတော့ဒါလေးကမစားဘူးတော့ဒါလေးကအသစ်ထွက်တာဖြစ်မယ်ထင်တယ်စားဘူးကြလားနီကတော့မစားဘူးသေးဘူးဆိုတော့ဒါလေးကတော့ပထမဆုံး try ရမှာပဲမမရဲ့မာလာရှန်ကောရတာပေါ့နော်နောက်ဆုံးနေနဲ့ဒါလေးကတော့မနစ်ကအသစ်ထွက်ထားတဲ့မမရဲ့ okay ဒီမာလာမဲတာရတာပေါ့နော်ဒါလေးလည်းကြိုက်တယ်လုံးဝအလိုမာလာရတာဆက်ဆက်ကလေးနဲ့ကဲဆိုတော့ဘယ်နှဖဒီဖာထဲမှာ1မျိုး2မျိုး3မျိုး4မျိုး5မျိုး6မျိုးပါပါတယ်ကဲဒါဆိုရင်ကိုတော်တော်စားယူရအောင်မယ်ကျေးဇူးအများကြီးပါမမခောက်ဆွဲဖားတယ်မကဘူးဒီမှာလက်ဆောင်ဘူးကြီးလည်းပါသေးရပေါ့နော်နီးစိတ်ဝင်စားတာတော့ဒီလက်ဆောင်ဘူးနီးလေးပါဘူးလေးကအရန်လာတဲ့ချစ်စရာလေးပေါ့နော် especially for you mama တဲ့ဆိုတော့ let's open it up ကဲဖွင့်ချင်းစားတွေ့ရလေးကတော့မမရဲ့cutting board ဒါကတော့ညီတို့ blogger တွေအတွက်အရန်အသုံးဝင်တာပေါ့နော် blog ကလေးတွေမှာထည့်လို့ရတယ်ဒါလေးကတော့ wooden bowl နဲ့ wooden spoon လေးဖြစ်ပါတယ်ချစ်စရာလေး so cute မှာဒါလေးဆိုခောက်ဆွဲပြုတ်စားဖို့ကွက်တီပဲညီက unboxing လုပ်တာနောက်ကျနေတာဒီထဲမှာပါတယ်နောက်ထပ်2မျိုးရှိသေးတယ်အိမ်ကအမေကထုတ်တောင်မှသုံးနေပြီပြမယ်တွေ့လားဩဒါလေးကတော့မမရဲ့apron လေးဖြစ်ပါတယ်ချစ်စရာလေးပေါ့နော်ဒီထဲမှာဆိုရင်ညီတို့ရောက်မတို့ဓာတ်တို့စိုက်ထားလို့ရ pocket ကလေးလည်းပါတယ် so cute အခုကညီတို့ကအိမ်ကအစ်စ်ဝယ်ပြီးခါစားမကြသေးဘူးဆိုတော့ပစ္စည်းရမစုံနေရနဲ့ကွက်တီပဲဒါလေးကတော့နောက်ဆုံးတစ်မျိုးမမကပေးတဲ့ t-shirt ကလေးပါမမတီးလေးပေါ့နော်ချစ်စရာလေးသူကဒီမှာခောက်ဆွဲပြုတ်ထဲမှာပါတဲ့ ingredient လေးနဲ့မမ instant noodle chef ဆိုပြီးတော့ဒီမှာ lemon လေးတွေ mushroom လေးတွေဒီမှာပဇွန်လေးတွေ chili လေးတွေနဲ့ချစ်စရာလေး so cute မမအင်ကြီးလေးပေါ့နော်ဆိုတော့ဒီလိုလက်ဆောင်လေးအများကြီးပို့ပေးတယ်မမ team ကိုကျေးဇူးအများကြီးတင်ပါတယ်မမမြန်မာလည်းဒီထက်အများကြီးပို့ပြီးတော့အောင်မြင်ပါစေ